မီးအားမြင့်စက်တွေဝယ်တော့မယ်ဆိုရင် KVA အကြီးကြီးဝယ်လိုက်ရုံနဲ့ပြီးပြီလားမဟုတ်ပါဘူးဒါတွေကိုမစစ်ဆေးပဲဝင်တင်ဆက်ပစ္စည်းတွေကိုပျက်စီးသွားနိုင်ပါတယ်နံပါတ်1 import voltage rate မီးအားဘယ်လောက်ထိဆွဲပေးနိုင်လဲအရေးကြီးဆုံးကအဝင်မီးပါသင်စီမှာမီးရ110 volt 130 volt လောက်ထိထိုးကျတတ်တာလားဒါဆိုရင်တော့အဝင် range ကျတဲ့ဥပမာ90ကနေပြီးတော့250ပို့ချအမျိုးအစားကိုရွေးရပါမယ်အဝင်မီး range နဲ့မကိုက်ရင် stabilizer ကအလုပ်လုပ်မှာမဟုတ်ပါဘူးနံပါတ်2 load calculation KVA တွက်ချက်ခြင်းအိမ်သုံးလားစက်ရုံသုံးလားသုံးမဲ့ပစ္စည်းအလုံးရဲ့ဝက်ကိုအရင်ဆုံးပေါင်းပါရလာတဲ့ဝက်ထက်နှစ်ဆပိုတဲ့ KVA ကိုဝယ်တာကတော့စိတ်ချရဆုံးပါပဲအထူးသဖြင့်မော်တာပါတဲ့ပစ္စည်းတွေဥပမာရှည်ဆုပ်ဆက်တို့အဲကွန်တို့ဆိုရင်စတက်ဆွဲအားကများလို့ပို့ပြီးတော့တွက်ပေးရပါမယ်နံပါတ်3စာဘိုမော်တာလားရလေးလားမီးအားအတက်ကျရမ်းကျရင် first response ဖြစ်တဲ့ relay တိုက်ကိုသုံးပါဒါပေမဲ့မီးအားကိုအတိအကျငြိမ်နေစေချင်ရင်တော့ဥပမာစေးရုံသုံးဆက်ပစ္စည်း high tech စက်ရုံတွေအတွက်စာဘိုမော်တာတိုက်ကိုရွေးချယ်သင့်ပါတယ်ဒီအချက်တွေကိုကိုပါလားတွက်ဖို့ခက်နေလားစိတ်မပူပါနဲ့ MEW Engineering Group ကိုဒါဖုန်းဆက်လိုက်ပါသင်အိမ်မှာဒါမှမဟုတ်တင်ဆက်ရုံရဲ့မီးအားအခြေအနေတွေကိုကြည့်ပြီးတော့အကိုက်ညီဆုံး stabilizer ကိုကျွန်တော်တို့ MEW Engineering ကရွေးချယ်ပေးသွားပါမယ်